အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ D3 မြောက်ရှင်းကန်ဆန် reading ကိုလေ့ကျင့်သွားမှာဖြစ်ပါတယ်ဆိုတော့မင်းတို့တွေ reading စာမဖတ်ခင်မှာအရင်ဆုံးမေးခွန်းကိုစပြီးတော့ဖတ်ကြမယ်この文章の内容と合っているものはどれか合っているလို့မေးလာပြီဆိုလို့ရှိရင်မျိုးတွေကစာပိုက်တစ်ပိုက်လုံးကိုဖတ်ပြီးတော့ခြုံငုံပြီးတော့သုံးသပ်ပြီးတော့အဖြစ်မှန်ရွေးရမှာပေါ့နော်ဆိုတော့合っているလို့ပါလာပြီဆိုရင်တော့မေးခွန်းစာပိုက်တစ်ပိုက်လုံးကိုဖတ်ပြီးမှသာအဖြစ်မှန်ရွေးချိန်နိုင်မှာပေါ့နော်ဆိုတော့စာပိုက်ကိုမဖတ်ခင်မှာအရင်ဆုံး key point တွေကိုရှာပါမယ် key point ကကြတော့ထပ်ခါပါနေတဲ့စကားလုံးတွေပေါ့နော်ဆိုတော့ဒီမှာဆိုရင်နီဟွန်ဆိုပြီးတော့ပါတယ်တော်လို့ရှိရင်နီဟွန်ချင်းဆိုပြီးတော့ပါတယ်အဲ့တော့ကိုကကြတော့ရှိကန်ဆိုပြီးတော့ပါတယ်ဆိုတော့နီဟွန်လည်းပါတယ်ဂျပန်လည်းပါတယ်ဂျပန်လူမျိုးလည်းပါတယ်ဒီရှိကန်ဆိုတဲ့တယံဇာတနဲ့ဆိုင်တဲ့အကြောင်းအရာလည်းပါတယ်ဆိုတော့ဒါဒီနီဟွန်မှာရှိတဲ့တယံဇာတအကြောင်းကိုပြောထားမယ်လို့ခံမှန်းလို့ရတယ်ပေါ့နော်ဆိုတော့စာပိုက်ကိုတွားပြီးတော့ဖတ်ကြည့်ကြရအောင်โอเคစာပိုက်ကကြတော့စာပိုက်ကိုစပြီးတော့ဖတ်ကြမယ်နော်နီဟွန်ချင်းကဂျပန်လူမျိုးတွေကတဲ့မာဂျီမဲတဲ့လီနန်နဲ့ယောခုဟာတာရာခုတ်တော်ဤပါတယ်လို့အလုပ်တွေကိုတော်တော်လေးလုပ်တယ်လို့ပြောကြပါတယ်တဲ့そして日本の技術力は日本ရဲ့ဂျပန်ရဲ့နည်းပညာစွမ်းအားကတဲ့စဲခိုင်တက်ခင်နေမို့ဒီကဘာနဲ့ချီပြီးတော့ဗောနော်တာကောက်ခုယောကစားတဲ့တဲ့ဤတို့မြင့်မတမိုးထားတမတ်ချင်းခံရပါတယ်တဲ့မာဂျီမဲတဲ့လီနန်နဲ့တာကာယီ技術を持つようになったのはလီနန်နဲ့ဒီမြင့်မာတဲ့ဒီပညာစွမ်းအားတွေကိုပိုင်ဆိုင်မှုဖြစ်လာတာကတဲ့နာဆဲတာတော့ဘာကြောက်ပါလဲတဲ့ဆိုရဲဝအဲ့ဒါကတဲ့日本のシガンの少なさに関係があるဒီဂျပန်ရဲ့တယံဇာတတွေရဲ့နေပါမှုနဲ့ပတ်သက်ဆက်နွယ်မှုရှိပါတယ်တဲ့日本はဂျပန်တွေကတဲ့စိတ်ခီယူရတဲ့ခိုစိတ်ခီနာတော့ဒီရေနံတွေကြောက်မီတွေစားတဲ့စေဟင်းတော့ကန်ဆိုင်ရောတိုနာတို့ဒီထောက်ကုံတွေရဲ့ကုံချမ်းတွေဖြစ်တဲ့ရှီကန်ကစုခုနိုင်တင်စားသားတွေကနေပါပါတယ်တဲ့ဆိုလို့တမယ်နိအဲ့ဒီအတွက်တဲ့ကန်ဆိုင်ရောအိုယူရှုရှိတဲ့ဒီကုံချမ်းတွေကိုတဲ့တင်ပို့ပြီးတော့ react ကိုအဲ့လိုခိုတိုကတခိနိုင်တော့တာအကျိုးမြတ်တွေကိုရယူဖို့ကမလုပ်နိုင်ပါဘူးတဲ့ဆိုလို့ခါဝါရီနိအဲ့ဒီအစားခိုင်းခါရနိုင်ငံခြားကနေပြီးတော့ပြည်ပကနေပြီးတော့ဆိုရတာဆိုတာကအရှိရအကြောင်းအရာကိုပြန်ညွှန်းတာအရှိရအကြောင်းအရာကဘာအကြောင်းအရာကိုပြောတော့တာလဲဆိုတော့ကန်ဆိုင်ရောဒီကုန်ချမ်းပစ္စည်းအကြောင်းကိုပြောတော့ကြမို့လို့ဒီကုန်ထုတ်ဖို့အတွက်ပေါ့နော်ကုန်ချမ်းပစ္စည်းတွေကိုတဲ့ယူမျိုးရှိတင်ပို့တဲ့အော်ဆာကုစမဆန်တင်သွင်းတဲ့ဂျီဒိုရှာယဒန်ခီဆေဟင်နာတို့နော်ဆေဟင်အိုစခိုရီဒီဂျီဒိုရှာတွေဒန်ခီတွေရဲ့ဒီကုန်ပစ္စည်းတွေကိုထုတ်လုပ်ပါတယ်ပြုလုပ်ပါတယ်တဲ့ဆိုရဲအိုအဲ့ဒါတွေကိုယူရှုစုရုခုတ်တော်နေရောက်တဲ့အဲ့ဒါတွေကိုဘာလုပ်မလဲဆိုတော့တင်ပို့မှာယူရှုစုရုခုတ်တော်နေရောက်တဲ့ကကြတော့ဒီမှာမူတီပြီးတော့ဘာသာပြန်လို့တော့မရဘူးပေါ့နော်သူကဒီမှာနီးလန်းနေနဲ့3ရမှာဒီလိုမျိုးတင်ပို့ခြင်းအဖြစ်တင်ပို့ခြင်းကနေတစ်စစ် react ကိုအသေးအီရိုအကျိုးမြတ်ကိုရယူပါတယ်တဲ့စမာရီတနည်းအဖြစ်တဲ့မာဂျီမဲနိဟာတာရာခီလီနနနဲ့အလုပ်လုပ်တဲ့ကီကျူဆူရခုကိုတာကမဲဒီနိပညာစွမ်းအားတွေကိုမြင့်တင်တဲ့ယောဤဆေဟင်အိုစခုရုခုတိုကကောင်းမွန်တဲ့ကွန်ပျူတာတွေကိုထုတ်လုပ်တာကတဲ့နီဟွန်ကဂျပန်တွေကတဲ့ react ကိုအဲလိုတမဲနိအကျိုးမြတ်တွေကိုရယူဖို့အတွက်ကတဲ့ဟိဆွယောနာနော်တဲ့အားလို့လိုအပ်ပါတယ်အရေးပါပါတယ်တဲ့ရှီကန်ကစုခုနိုင်ခုတိုကတယံဇာတတွေကနေပါတာကတဲ့ခုနီနိတုတ်တဲ့ခုနီနိတုတ်တဲ့နိုင်ငံအတွက်ကတော့တဲ့နိတုတ်တဲ့ဆိုတာကဒီမှာအတွက်ကိုပြောတာခုနီနိတုတ်တဲ့က minus တဲ့အားလို့ရောနေမီအဲလူကနိုင်ငံအတွက်ကတော့အနှုတ်လက္ခဏာအဖြစ်မြင်ရပေမဲ့ခနာရဆုရှိမို့ဒေတာတော့ကတော့တဲ့စိုးတော်အရေးနိုင်အဲ့ဒီလိုမျိုးပြောလို့မရပါဘူးတဲ့နီဟွန်နီအိုီတဲဝဒီကအိုီတဲဆိုတာကဒဲဆိုတဲ့အဓိပ္ပာယ်နဲ့တူပါပဲ日本မှာဂျပန်မှာပေါ့နော်စုခုနိုင်ရှိခံတော့ဥခခဲတဲ့ဒီဥခခဲတဲ့ဆိုတာကကြီးစုကြောင့်ဒီနေပါတဲ့တယံဇာတတွေရဲ့ကြီးစုကြောင့်တဲ့မာဂျီမဲနာလီနတ်တဲ့ခုမင်းစေကဥမာတဲ့တိုင်းသူပြည်သားတွေကမွေးဖွားလာပြီးတော့ဒါကာယေကီချူဆရခုကဒီမြင့်မာတဲ့ဤပညာစွမ်းအားတွေကတဲ့ဆိုဒတာတော်မို့ဒီကြီးထွားလာတာလို့တဲ့အေယရုခါရတာပြောနိုင်တယ်မဟုတ်လားဆိုတော့သူကပြောထားတယ်ဆိုတော့ဒီစာပိုက်ကဘာကိုပြောချင်တာလဲဆိုတော့နီဟွန်မှာဒီထ
ထုတ်ကုန်ပစ္စည်းတွေထုတ်လုပ်ဖို့ဒီကုန်ချမ်းတွေဖြစ်တဲ့ဒီတယံဇာတတွေကနေပါတယ်အဲ့လိုမျိုးနေပါတဲ့အတွက်ကြောင့်မို့လို့ပြပကနေပြီးတော့ဒီကုန်ချမ်းတွေကိုတင်သွင်းတယ်ပြီးတော့ရင်သူတို့စီမှာဒီကုန်ချမ်းတွေအသုံးပြုပြီးတော့ဒီဂျီဒိုးရှားတွေဒိုင်းခီတွေအတွက်ကုန်ပစ္စည်းတွေထုတ်လုပ်တယ်ထုတ်လုပ်ပြီးတော့ရင်တခြားနိုင်ငံတွေကိုပြန်ပြီးတော့တင်ပို့တယ်အဲ့ဒီကနေပြီးတော့သူတို့ကအကျိုးအများရတယ်လို့ပြောထားတယ်ပြီးတော့အောက်ပိုက်ကကြတော့ဒီတယံဇာတတွေနဲ့ပါတာကနိုင်ငံအတွက် minus ပြပေမဲ့အဲ့လိုမျိုးနဲ့ပါတဲ့တယံဇာတတွေရဲ့ကျေးဇူးကြောင့်နဲ့မာဂျီမဲဖြစ်တဲ့တိုင်းသူပြည်သားတွေကပေါ်ပေါက်လာတယ်ပြီးရင်ဒီပညာစွမ်းတွေကမြင့်မားလာတယ်လို့သူကပြောထားတယ်ပေါ့နော်ဒါကတော့စာပိုက်တစ်ပိုက်လုံးကိုခြုံငုံပြီးတော့ပြန်ပြီးတော့ရှင်းပြတာပေါ့နော်ဆိုတော့မင်းတို့တွေအဖြေကိုရှာကြမယ်ဆိုတော့အဖြေကနံပါတ်1ကိုကြည့်မယ်နော်နံပါတ်1က日本は良い製品を輸入している。Okay 輸入လောက်တာကဘာကိုလောက်တာလဲတင်သွင်းတာကဘာကိုလဲဆိုတော့မင်းတို့တွေကဒီမှာသူတင်သွင်းတာဒီမင်းတို့တွေမှာမရှိတာကဘာလဲမရှိတာကဂန်းဆိုင်လျော်ဒီဂန်းဆိုင်လျော်တွေကိုသူကခိုင်းနိုင်ငံခြားနေပြီးတော့တင်သွင်းတာမဟုတ်လားဟုတ်တယ်နော်အဲ့တော့製品ကိုတင်သွင်းတာမဟုတ်ဘူးဂန်းဆိုင်လျော်ကိုတင်သွင်းနေဖြစ်တဲ့ကြောင့်မို့လို့ဒီဖြေကလည်းမှားတယ်နံပါတ်2ရှီကန်ကစုခုနိုင်ခါလာ日本人はフコダတယံဇာတတွေကနေပါတဲ့အတွက်ကြောင့်မို့လို့တဲ့ဂျပန်လူမျိုးတွေကဘာဖြစ်လဲဆိုတော့ဖူခိုဆိုတာကမပျော်ရွှင်ဘူးတဲ့ဒီအကြောင်းအရာစာပိုက်တွေမှာပြောထားလားစာပိုက်တွေမှာဒီအကြောင်းအရာတစ်ခုတော့မပါတဲ့အတွက်ကြောင့်မို့လို့ဒီဖြေကလည်းမှားတယ်စာပိုက်တွေမှာမပါတဲ့အကြောင်းအရာတွေဆိုလို့ရှိရင်ပယ်မယ်လို့မင်းပြောထားတယ်ဆိုတော့ဒါဒီလည်းမှားတယ်နောက်တစ်ခုကရှီကန်ကစုခုနိုင်ခါလာ日本人は真面目になったတယံဇာတတွေကနေပါတဲ့ကြောင့်မို့လို့ဂျပန်လူမျိုးတွေကလေးနက်လာတယ်တဲ့ဒီလိုမျိုးအကြောင်းအရာကဒီမှာစုခုနိုင်နေပါတဲ့ဒီတယံဇာတတွေကြီးစုကြောင့်နဲ့ဒီမာဂျီမဲဖြစ်တဲ့တန်တုပိသားတွေကမွေးဖွားလာတယ်လို့သူကပြောထားတဲ့ကြောင့်မို့လို့ဒါဒီမှန်ကောင်းမှန်နိုင်တယ်နောက်တစ်ခုက日本はシガンを輸出している Okay ဂျပန်တွေကတယံဇာတတွေကိုသူတို့တွေကတင်ပို့လာသူတို့စီမှာတော့တယံဇာတနည်းနေတာဘယ်လိုတင်ပို့နိုင်မှာလဲဟုတ်တယ်နော်ဒါကြောင့်မို့လို့ဒီဖြေကလည်းမှားတယ်ဆိုတော့အဖြေမှန်ဒီစမ်းပန်ဖြစ်ပါတယ်โอเคဒီစာပိုက်ကနေပြီးတော့သူကသင်ပေးချင်တာကတော့အဓိက grammar တွေပေါ့နော် grammar တွေကဒီမှာ上司よな働きをする言葉であるဒီ particular မျိုးအလုံးလုံးတဲ့ဒီ言葉တွေကိုနားလည်ဖို့လိုတယ်ဆိုတော့ဒီ reading ကနေပြီးတော့သင်ပေးချင်တာဆိုတော့အဲ့ဒီအကြောင်းနည်းနည်းလေးအောက်မှာလေ့လာကြည့်ရအောင်နိယတ်တဲ့ဆိုတာကဘာကိုပြောတာလဲဆိုတော့ဟိုဒီနီလန်原因を輸出することによって利益を得るဒီထုတ်ကုန်ပစ္စည်းတွေကိုတင်ပို့ခြင်းကနေတစ်ဆင့်တင်ပို့ခြင်းနီလန်ဖြင့်အကျိုးအမြတ်ကိုရပါတယ်ဆိုပြီးတော့နီလန်ကိုပြောတဲ့အခါမှာဆိုရင်နိယတ်တဲ့ကိုသုံးတယ်နောက်တစ်ခုကကျတော့နိတုတ်တဲ့ဆိုတာကကျတော့ရှိတန်ဆိုတာကဒီမေးရှိပေါ့နော်နိတုတ်တဲ့ရှိမှာမေးရှိတယ်အဲ့ဒီမေးရှိရဲ့ရှုထောက်ကနေပြီးတော့ပြောချင်တာပြောမယ်ဆိုအတွက်ပေါ့ကွာခုနေနိတုတ်တဲ့နိုင်ငံအတွက်နိုင်ငံရဲ့ရှုထောက်ကနေကြည့်ပြီးတော့နိုင်ငံအတွက်ကတော့တဲ့ minus ဖြစ်တယ်ပေါ့နော်အနောက်လက္ခဏာဖြစ်တယ်အဲ့တော့နိတုတ်တဲ့ဆိုတာကအတွက်နိအိုဤတဲ့ဆိုတာကဘာလျှော်နေရာကိုပြောတာနိဟွန်နိအိုတဲ့ဆိုတော့နိဟွန်မှာဒဲနဲ့အဓိပ္ပာယ်တူပဲဂျပန်မှာဆိုပြီးအဓိပ္ပာယ်ပေါ့နော်နော်ဥခခဲ့တဲ့ဆိုတာကဂန်အင်းကိုပြောထားတယ်ဘာဂန်အင်းလဲဆိုတော့စုခုနိုင်ရှိဂန်နော်ဥခခဲ့တဲ့ဒီနေပါတဲ့တယံဇာတတွေရဲ့ကျေးဇူးကြောင့်နဲ့အနောက်မှာကောင်းတဲ့အရာတွေဖြစ်လာတယ်ပေါ့နော်ဥခခဲ့ရကြတော့ကောင်းတဲ့အရာတွေကိုပဲပြောတာများတယ်ကောင်းတဲ့အရာတွေကိုပဲပြောတာဥခခဲ့ရကျေးဇူးကြောင့်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ဒီစာပိုက်ကနေပြီးတော့အဲ့လိုမျိုးသူဒီမှာလဲ underline လေးတွေတားပေးထားတယ်ဒီ grammar လေးတွေကတဲ့entry level ရဲ့စာပိုက်တွေမှာတွေ့ရလေးရှိတဲ့အတွက်ကြောင့်မို့လို့ဒီစာပိုက်ကနေပြီးတော့ grammar လေးတွေကိုအနေငယ်နားလည်သွားမယ်လို့ထင်ပါတယ်ဆိုတော့နောက်ထပ်လည်း reading တွေကိုဆက်ပြီးတော့လေ့လာနိုင်ဖို့ channel ကို subscribe လုပ်ထားပေးလို့ရပါတယ်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်